အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့တရုတ်မကြီးရဲ့အနှစ်နဲ့ကျွန်တော်ထမင်းကြော်ဆောင်ဖြစ်ပါတယ်အားလုံးပဲလည်းကြည့်ကြပါဦးဆိုတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့စက်သွန်မျိုးလေးပပလေးလေးမယ်ပစုံလေးတွေကိုခွာထားမယ်ပြီးကျွန်တော်တို့တရုတ်ကျုပ်ကြောင်လေးတွေပလေးလေးမယ်ပြီးပြီဆိုရင်ကျွန်တော်တို့စက်သားလေးကိုနည်းနည်းပလေးပေါ့တကိုက်စာလောက်လေးလီထားမယ်โอเคကျွန်တော်ရပြီဆိုရင်စီလေးနည်းနည်းထည့်မယ်စီလေးပူလာပြီဆိုရင်စက်သွန်ပြူလေးထည့်ပြီးမွေးပြီးကျွန်တော်တို့ပစုံလေးကိုထည့်မယ်ပစုံကခဏပဲချက်ကဖြစ်တဲ့အတွက်ပစုံလေးချက်ပြီးဆိုရင်ကျွန်တော်တို့ချက်သားထည့်မယ်ချက်သားမှာစားချက်သားမုတ်ခယူစီနှမ်းစီလေးနဲ့ထည့်မယ်မွေးဝအောင်ပေါ့နော်ပြီးရင်ကျွန်တော်တရုတ်ကြောင်ကြောင်လေးထည့်ပစုံထည့်ပြီးလို့ရှိရင်ကျွန်တော်ကြက်ဥလေးကိုထည့်မယ်โอเคကျွန်တော်အဲ့ဒါပြီးပြီဆိုရင်ထမင်းထည့်မယ်ထမင်းထဲမှာကျွန်တော်တို့soy sauce လေးနဲ့ထည့်မယ်ပြီးရင် fuse လေးနဲ့ထည့်ပြီးမွေးမယ်โอเคနှမ်းမွေးပြီးဆိုရင်ကျွန်တော်တို့နောက်ဆုံးနဲ့တရုတ်မရဲ့နှစ်ကိုထည့်မယ်ပေါ့နော်တရုတ်မကြီးနဲ့ထည့်ပြီးဆိုရင်ကျွန်တော်တို့တရုတ်မဆလာလေးနဲ့ထည့်ပြီပေါ့နော်ပြီးနည်းနည်းလေးမှုန်းပြီးဆိုရင်ရပါပြီဒီလောက်ပါပဲโอเคအားလုံးလည်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ plating လေးလုပ်မယ်ဆိုတော့ plating ပြင်မယ်ဆိုတော့ကျွန်တော်တို့ပုံမှာကိုနေလေးလေးဖြူမယ်ပြီးကျွန်တော်တို့ကြက်ဥပြုတ်လေးနှစ်ခုထည့်လိုက်မယ်โอเคကျွန်တော်တို့ဒါပါပဲရန်စားကောင်းတဲ့တရုတ်မကြီးနှစ်ထည့်မယ်ကြော်ရပါပြီခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်